မြမသမိုင်းမှာနော်ရထာမင်းကြီးပြီးအထင်ရှားဆုံးမိတပါရဲစွမ်းတက်တိနဲ့ပြည်တော်တယ်လို့အချစ်အတွက်ကြောင့်လဲလမ်းတော်ကနေအချင်းချင်းနှစ်ထုတ်ခံခဲ့ရသူတာမန်လူတန်းစားကနေထူးချွန်ပြီးဘေးရလက်ယုံတဆူဖြစ်လာခဲ့ရတဲ့သူရဲကောင်းသူဟာချားသူမဟုတ်ပါဘူးပကံပြည်ရဲ့အထီးလန်ရှင်ကျန်စစ်သားပဲဖြစ်ပါတယ်အနော်ရထာမင်းကြီးဟာတိုင်းနိုင်ငံချဲ့ထွင်းရမှာသူ့ကိုကူညီဖို့ထူးထပ်မြတ်တဲ့စစ်သူကြီး၄ဦးကိုခန့်အပ်ခဲ့ပါတယ်။အဲ့ဒီထဲမှာကျန်စစ်သားဟာအငယ်ဆုံးဖြစ်ပေမဲ့အရက်အမောင်းကောင်းမှုပြီးလှန်စွမ်းရည်အတုမရှိသူဖြစ်ထင်ရှားခဲ့ပါတယ်။မင်းကြီးပေးရတဲ့တာဝန်တိုင်းကိုအောင်မြင်မြင်ထမ်းဆောင်နိုင်တဲ့အတွက်မကြာခင်မှာပဲအနော်ရထာရဲ့အယုံကြည်ရဆုံးလက်ယုံတူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီသူရဲကောင်းရဲ့ဘဝကိုအပြောင်းလဲကြီးပြောင်းလဲစေတာကတော့အချစ်ဆိုတဲ့ခံစားချက်ပါပဲ။ဝေတာလီပြည်ကမိဆန္ဒမင်းသမီးလေးကိုပကံနန်းတော်ကြီးစီပင့်ဆောင်မှုတာဝန်ပေးရခံရတဲ့အခါလန်ခီးမှာချက်စစ်သားနဲ့မနိစန္ဒာတို့ဟာတယောက်ကိုတယောက်စိတ်ဝင်စားမိရကနေမေတ္တာမျှခဲ့ကြပါတယ်ရှင်မလေးကျွန်တော်ဟာမင်းကြီးရဲ့တစ္ဆာခံစစ်တီတော်တယောက်ပါဒါပေမဲ့အခုတော့ရှင်မရဲ့မျက်လုံးညွညွလေးတွေထဲမှာကျွန်တော်ရဲ့စိတ်နှလုံးဟာအကျဉ်းကျသွားခဲ့ပါပြီဒီလူဝက်ချက်ဟာမကြခင်မှာပဲနော်ရထာမင်းကြီးနောက်ရောက်ရှိသွားခဲ့ကိုယ့်ရဲ့အယုံကြည်ရဆုံးလက်ယုံနဲ့ကိုယ့်တထိုးသမီးတို့မေတ္တာမျှတယ်ဆိုတဲ့တဲ့ဟာပကံပြည်ကြီးကိုထုံလုံးခြောက်ခြားစေခဲ့ရုံမကမင်းကြီးရဲ့မာနကိုပါကြီးကျယ်ထိခိုက်စေခဲ့တယ်ဒေါသအမျက်အရှိန်နဲ့မင်းကြီးဟာချက်စစ်သားကိုချက်ချင်းတပ်ပစ်ဖို့အမိပေးခဲ့ပါတယ်ချက်စစ်သားကိုဖမ်းဆီးခေါ်ဆောင်ပြီးလမ်းရင်ပြင်မှာကျိုးနဲ့တော့ဒူးထောက်စေပြီးနော်ရထာမင်းကလှန်ဖြစ်ပစ်ခတ်လေတယ်လန်သွားကချက်စစ်သားကိုထိမှန်လီဆဲဆဲချက်စစ်သားကခန္ဓာကိုယ်ကိုရှောင်လိုက်တဲ့အတွက်လန်သွားဟာသူ့ပက်လယ်ကကျိုးတွေကိုဖျက်တောက်ပြီးလွတ်မြောက်သွားစေခဲ့တယ်။အဲ့ဒီအခိုက်အတန့်ကစပြီးသူဟာနန်းတော်ကနေနှစ်ထုတ်ခံလိုက်ရတဲ့သက်ဆက်ပေါက်တစ်ယောက်ဖြစ်သွားခဲ့ရပါတယ်။တောတောင်တွေချမ်းမှာခိုးအောင်ရင်သူ့နမီဟာလည်းအတိတ်ပဲတစ်ခုဆောင်လာခဲ့တယ်။ကြံရစ်ခဲ့သူစစ်သားဆိုတဲ့အတိတ်ပဲနဲ့ကျန်စစ်သားဆိုတဲ့အမည်ဟာဒီလိုနဲ့တမိုင်းမှာစတင်မှတ်တမ်းတည်ခံခဲ့ရပါတယ်။တောတွင်းမှာတက်ရှင်ကြံခဲ့တဲ့စစ်သူကြီးတယောက်ဟာဘလို့လုပ်ပြီးပကံရဲ့ဘီရင်ဖြစ်လာနိုင်မလဲသူ့ကိုပြန်လဲခေါ်ယူမဲ့သူကဘသူဖြစ်မလဲနောက်ပိုင်းမှာတော့စောလူမင်းနဲ့ငရဲကန်တို့ရဲ့ပုံငယ်မှုကြားထဲကနေကျန်စစ်သားရဲ့အခန်းကဏ္ဍကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်ရင်တော့အားပေးတဲ့အနေနဲ့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ပိုင်းမှာပြန်တွေ့ကြမယ်